Hello အားလုံးပဲမင်္ဂလာပါဗျကြောက်လေးနှလုံးကြကျင်လို့ဗျဒီကြောက်လေးတွေကဖြတ်သားလေးတွေပါဗျဒါကတော့ကျွန်တော်အခုလုံးစိုးပုံစံလေးကျွန်တော်ပြပေးမှာဗျဒီအခွန်အနေထားလေးတွေ我这那么低呀？ဒါတော့ဖြတ်သားအနေထားလေးပဲဖြူကြီးလေးတွေပေါ့ဖြူကြီးဝင်မဲ့ကြောက်စီနေတယ်ဗျကြောက်စီမပါတော့ပဲဗျဒါလေးကကြောက်သားလေးရတယ်ဒါမှမဟုတ်ကြောက်စီတော်ရော့သွားတယ်ဗျအဲ့တော့အချောတဲ့ထုံးမယ်ဆိုလို့ရှိရင်လည်းဒီကောင်လေးတွေကအယောင်နာအကုန်တင်လိုက်ရင်အယောင်ဝတ်သွားမှာဗျအယောင်ကတက်မလာတော့ပဲနဲ့တေးကြွားမယ်ပုံစံမှာရှိတယ်ဗျကြောက်ကအဲ့ဒါမျိုးလေးကြောက်သားလေးတော့ရတယ်ငါလေးတွေကကြောက်စီနေတဲ့လက္ခဏာလေးတွေပါပဲဒီကောင်လေးကျတော့ငါကျွန်တော်အခွန်လေးတွေကိုမီးထိုးပြတာဗျဖြတ်သားလေးဗျဒီမှာတူတူပဲဗျဒါလေးတွေကြောက်စီနေတယ်အမှန်တခုပါပြတာဒီကောင်ကကြောက်သားပါကြားတယ်ညဗီဒီယိုနဲ့ဝါတယ်ဗျတကယ်ချင်းလို့လည်းနမူနာယူလို့ရအောင်ပေါ့ဗျာဒါကြောက်စီမရှိတဲ့လက္ခဏာတွေပေါ့ကြောက်သားမရဘူးဆိုတာလေကြောက်တွေကအသားတွေကပါနေမှာနည်းနည်းပဲ့ထွက်နေတာညောင်လက်မထောက်တာတဲ့နေရာလေးပေါ်ပိုင်းငယ်ရင်တော့